င်္ဂလာပါရှင်2013ခုနှစ်ဒီဇင်ဘာလ6ရက်တောက်ကြနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မခက်မှာပါရှင်။ RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီအထိတင်ဆက်သွားမှာပါ။ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်။ကွယ်လွန်သူတောင်အာဖရိကလူမဲကောင်းဆောင်နယ်ဆန်မန်ဒဲလာဟာကမ္ဘာကြီးကိုပြောင်းလဲဖို့အတွက်တခြားသူတွေကိုစေ့ဆော်ပေးတဲ့မဟာလူသားတဦးပါလို့ဒေါ်အောင်ဆန်းစုကြည်ကဒီနေ့ပြောလိုက်ပါတယ်။အသက်65နှစ်ရှိပြီဖြစ်တဲ့နယ်ဆန်မန်ဒဲလာဟာတောင်အာဖရိကနိုင်ငံဂျိုဟန်နက်စ်ဘတ်မြို့ကနေအိမ်မှာမနေ့ကကွယ်လွန်သွားတာပါ။ဒီကမ္ဘာကြီးမှာတာတူညီမျှရှိရေးနဲ့လူခွင့်ရေးအတွက်ရက်တည်သွားခဲ့တဲ့ပုဂ္ဂိုလ်တဦးကွယ်လွန်သွားတဲ့အတွက်အထူးကြေကွဲဝမ်းနည်းရကြောင်းဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။လူသားတွေရဲ့မွေးရာပါအခြေအနေအရေးပြားပေါ်ကအသားအယောင်တွေအရာဘယ်သူကိုမှအပြစ်ပေးဖို့မသင့်ဘူးဆိုတာကိုမိမိတို့အားလုံးနားလည်သဘောပေါက်အောင်ရက်တီချက်တွေအသိအမြင်တွေပြောင်းလဲလာတာနဲ့အမျှကမ္ဘာကြီးကိုပြောင်းလဲတယ်ဆိုတာကိုသဘောပေါက်အောင်မစ္စတာနန်ဒဲလာကလှုပ်ဆောင်ပေးခဲ့ကြောင်းဒီအကြောင်းကြောင့်ပဲလူသားတွေရဲ့အဆင့်အတန်းကိုမြင့်တင်ပေးတဲ့မဟာလူသားအဖြစ်မစ္စတာမန်ဒဲလာကိုဂုဏ်ပြုလိုပါတယ်လို့လည်းဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်တောင်အာဖရိကအသားအရောင်ခွဲခြားမှုစန့်ကျင်ရေးလှုပ်ရှားမှုတရေကောင်းဖြစ်တဲ့နယ်ဆန်မန်ဒဲလာဟာ20ရာစုကမ္ဘာနိုင်ငံရေးမှာအထင်ကရပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။နယ်ဆန်မန်ဒဲလာကွယ်လွန်သွားတဲ့အတွက်ကမ္ဘာခေါင်းဆောင်အသီးသီးကဝမ်းနည်းအမှတ်တရစကားတွေပြောကြားလိုက်ကြပါတယ်ရှင်။ပြောင်းလဲမှုမြန်ဆန်တဲ့လူမှုအဖွဲ့အစည်းအတွင်းကအမျိုးသမီးများအမည်နဲ့အမျိုးသမီးညီလာခံတစ်ခုကိုရန်ကုန်မြို့ချက်ဒရီယန်ဟိုတယ်မှာဒီကနေ့စတင်ကျင်းပပါတယ်။နှစ်ရက်ကြာကျင်းပမဲ့ဒီညီလာခံဖွင့်ပွဲအခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဥရောပသမဂ္ဂပါလီမန်အမတ်များအဖွဲ့နဲ့ပြင်သစ်နိုင်ငံကအသေးစားအလက်စားစီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်အဖွဲ့အပါအဝင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့တယ်လို့နိုင်ငံတကာကအမျိုးသမီးကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့ပြီးလူပေါင်း1000နီးပါးလောက်ရှိခဲ့ပါတယ်။ဆွေးနွေးပွဲကို2ရက်ကြာပြုလုပ်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍသစ်အတွက်ဈေးကွက်အခွင့်အလမ်းဒေသပြည်မှာရှိတဲ့စွန့်ဦးတီထွင်သူတွေရဲ့အောင်မြင်မှုတွေလူမှုစီးပွားစွမ်းဆောင်မှုတွေအတွက်အကောင်းဆုံးအလေးအထားအစတာတွေကိုနောက်နေ့မှာဆက်လက်ဆွေးနွေးသွားမယ်လို့သိရပါတယ်ရှင်။မြန်မာနိုင်ငံကကလေးငယ်ပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေအတွက်ဖိလစ်ပိုင်နိုင်ငံရဲ့အတွေ့အကြုံနဲ့သင်ခန်းစာတွေကိုမျှဝေပေးသွားမယ်လို့ဖိလစ်ပိုင်သမ္မတဘီနီနိုအကွီနိုကကတိပြုလိုက်ပါတယ်။ဖိလစ်ပိုင်နိုင်ငံကိုရောက်ရှိနေတဲ့သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးခန်းမှာဖိလစ်ပိုင်သမ္မတကအခုလိုကတိပြုခဲ့တာပါဖိလစ်ပိုင်နိုင်ငံမှာဆင်းရဲမွဲတေမှုပပျောက်ရေးစီမံချက်အဖြစ်အသက်14နှစ်အောက်ကလေးငယ်တွေရဲ့ပညာရေးနဲ့ကျန်းမာရေးအတွက်အစိုးရကငွေကြေးထောက်ပံ့ပေးနေတာပါ Conditional Cash Transfer CCT လို့ခေါ်တဲ့အဲ့ဒီအစီအစဉ်အရဆင်းရဲနွမ်းပါးတဲ့မိသားစုတွေဟာငွေကြေးအထောက်ပံ့ရလိုတဲ့ဆိုရင်သားသမီးတွေကိုကျောင်းအပ်ဖို့ကျန်းမာရေးစစ်စစ်ဖို့နဲ့တန်ကြဈေးကျွေးဖို့ကတိပြုရပါတယ်ဒါအပြင်ကိုဝန်ဆောင်မိခွင့်တွေအနေနဲ့ကိုဝန်ဆောင်ဘဝကနေမီးဖွားပြီးချိန်အထိအစိုးရဆေးရုံဆေးခန်းတွေမှာပုံမှန်ပြသရမှာဖြစ်ပါတယ်။ဒီစီမံချက်နဲ့ပတ်သက်တဲ့ဖိလစ်ပိုင်နိုင်ငံရဲ့အတွေ့အကြုံတွေကိုမြန်မာနိုင်ငံကလူမှုဖူလုံရေးအစီအစဉ်တွေမှာအသုံးချနိုင်အောင်အကူအညီပေးသွားမယ်လို့သိရပါတယ်ရှင်။ရန်ကုန်တိုင်းဒဂုံမြို့သစ်စိတ်ကမ်းမြို့နယ်အမှတ်69ရပ်ကွက်ကဒေသခံတွေဟာAR1နဲ့ရတနာအိမ်ယာစီမံကိန်းအတွက်ဖယ်ရှားပေးခဲ့ရတဲ့မြေနေရာတွေမှာဆောက်လုပ်မဲ့လူနေတိုက်ခန်းတွေမှာအရစ်ကျငွေပေးချေစနစ်နဲ့နေထိုင်ခွင့်ရရှိရေးအတွက်ဒီကနေ့ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သူမတ်သိန်းတီရီကတင်ပြထားပါတယ်ရှင်။ဒဂုံစစ်ကမ်းမြို့နယ်အမှတ်69ရပ်ကွက်ကဒေသခံ100နီးပါးလောက်ဟာရန်ကုန်မဟာဗန္ဓုလပန်းချံအနီးမှာမြို့ရွာနယ်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကိုစန့်ကျင်ဆန္ဒပြနေကြပါတယ်။အဲ့ဒီဒေသခံတွေဟာသူတို့ရဲ့မူလအိမ်နေရာတွေကနေအိုးအိမ်ဦးစီးဌာနကဖယ်ရှားပေးခဲ့ပြီးတော့အသစ်ဆောက်လုပ်မဲ့လူနေတိုက်ခန်းအိမ်တွေကိုအရစ်ကျငွေပေးချေတဲ့စနစ်နဲ့နေထိုင်ခွင့်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့လက်တွေ့မှာအကောင့်အထည်မပေါ်တဲ့အတွက်ဆန္ဒပြနေကြတာလို့ဆိုပါတယ်။ပြောတာပါဒီလိုရေးတာညွှန်ရှိနေလို့ပါဟိုရတော့မသိကြပါဘူး။ဒါကြောင့်သမ္မတကြီးတော့မရှိတော့တယ်အခုဆန္ဒပြရဲ့ရည်ရွယ်ချက်ကတခြားကြောင့်မဟုတ်သမ္မတကြီးဦးသိန်းစိန်တို့ဝန်ကြီးချုပ်တို့ဒီဝန်ကြီးကသိအောင်လို့ပေါ့ဒီဝန်ကြီးသိအောင်လို့အထက်ကလူကြီးမင်းတွေသိအောင်လို့အန်တီတို့ကဆန္ဒထုတ်ပေါ်တာပါပွင့်လင်းမြင်သာနဲ့တိတိကျကျလာပြီးတော့ပြည်သူတွေကိုပွင့်လင်းမြင်သာလုပ်မပေးအန်တီတို့ကဆန္ဒဆက်ပြီးထုတ်ပေါ်ဦးမယ်
တရားဝင်ပါမစ်တင်ပြီးတော့ထုတ်ပေါ်တယ်သမ္မတကြီးအသိစိန်ကလေကုန်းနေထဲမှာစင်းရဲသားတွေကဲတင်တယ်စာတောင်းနေထဲမှာလည်းဖတ်နေရတယ်ဝန်ကြီးချုပ်ကအကုန်လုံးစင်းရဲသားပြည်သူတွေကဲတင်နေဆိုပြီးတော့အခုတော့လက်တွေ့တိရောက်လာကဲတင်တာမဟုတ်သေးတဲ့အတွက်ကြောင့်အန်တီ9ချိန်ရောက်ဆန္ဒထုတ်ပေါ်ခြင်းဖြစ်တယ်ပြီးခဲ့တဲ့ဇန်နဝါရီလ2ရက်နေ့ကဒဂုံစစ်ကမ်းမြို့နယ်ကနောင်ခမ်းမမှာအိုးအိမ်ဦးစီးဌာနညွှန်ကြားရေးမှူးဦးအောင်ကျော်ဦးနဲ့ရက်ကွက်နေပြည်သူလူထုတို့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီမှာလက်ရှိဒေသခံတွေနေထိုင်ကြတဲ့နေရာတွေဟာအစိုးရကစီမံနေတဲ့အေယာဝန်နဲ့ရတနာအေယာစီမံကိန်းနယ်မြေတွေမှာပါဝင်နေတာကြောင့်ရွှေ့ပြောင်းပေးဖို့ပြောဆိုခဲ့တာပါ။ဒီလိုရွှေ့ပြောင်းပေးဖို့ပြောဆိုရမှာမူလကပေးထားတဲ့ကတိအတိုင်းမဟုတ်ဘဲနဲ့အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကအမှတ်68ရပ်ကွက်ကနေထိုင်သူတွေကိုဒဂုံမြို့သစ်အရှေ့ပိုင်းနယ်ထဲမှာရှိတဲ့အမှတ်138မြင်းဆောင်155ရပ်ကွက်တွေကိုရွှေ့ပြောင်းခိုင်းတာကြောင့်အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ပြောပါတယ်ဝန်ကြီးချုပ်တွေအနေနဲ့အောက်ကစီးရဲသားပြည်သူတွေကိုအိုးအိမ်ဦးစီးမှုတွေထွေအုပ်တွေဘလို့နှိပ်စက်နေတယ်ဘလို့ဖိနှိပ်နေတယ်ဘလို့နုန်နိနေတယ်စီးရဲသားကဲတင်တာမဟုတ်ဘူးဆိုတာကိုအထက်ကလူကြီးမင်းများကိုယ်တိုင်စီးပြီးတော့လေ့လာပြီးတော့စီးရဲသားပြည်သူကဲတင်တာနဲ့ညီအောင်ကဲတင်ပေးပါလို့ဒီဆန္ဒပြပွဲကိုဒဂုံစစ်ကမ်းမြို့နယ်အမှတ်68မှာရှိတဲ့နေထိုင်သူတွေဟာပြည်လဲအောင်ညှိနှိုင်းဆောင်ရွက်မပေးဘူးဆိုရင်အကြိမ်ကြိမ်ဆန္ဒပြတောင်းဆိုသွားမယ်လို့လည်းပြောပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့နဲ့26ရက်နေ့တွေမှာလည်းမြို့တော်အခမ်းမအနီးမှာ2ကြိမ်ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်ရှင်။ RFA ဝိုင်းတော်သူမတ်တင်းတီတင်ပြသွားတာပါရှင်။မြန်မာနိုင်ငံရဲ့အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးဆွေးနွေးပွဲတစ်ခုကိုရန်ကုန်မြို့ဗိုလ်ချုပ်ဇန်လန်းနဲ့စိတ်ကမ်းသာလန်းတောင်က Asia Plaza Hotel မှာဒီနေ့စတင်ကျင်းပနေပါတယ်။ပညာရေးပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းအားလုံးတွဲဆုံဆွေးနွေးပြီးကဏ္ဍတစ်ခုချင်းစီအလိုက်အားလုံးသဘောတူတဲ့မူဝါဒကိုအရင်ဆုံးချမှတ်ပြီးမှပညာရေးဥပဒေနဲ့တင်ယူညွှန်းနှံရေးဆွဲတာတွေလှုပ်ဆောင်နေတယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်အဖွဲ့ဝင်ဒေါက်တာသိန်းလွင်ကပြောပါတယ်။မြန်မာနိုင်ငံရဲ့ပညာရေးကိုပြုပြင်ပြောင်းလဲရမှာပညာရေးစနစ်နဲ့ဆရာဆရာမတွေတင်ပြောင်းလဲရမှာမဟုတ်ပဲကျောင်းသားတွေနဲ့မိဘတွေကိုယ်တိုင်လည်းပြောင်းလဲဖို့လိုအပ်တယ်လို့လည်းဒေါက်တာသိန်းလွင်ကပြောပါတယ်။တက္ကသိုလ်ဆရာဆရာမများအသင်းကစီစဉ်တဲ့အဲ့ဒီဆွေးနွေးပွဲကိုပညာရေးဒုတိယဝန်ကြီးဒေါက်တာစန်းလွင်တက်ရောက်ခဲ့တယ်လို့ ILO အဖွဲ့ကကိုယ်စားလှယ်တဦးလည်းပါဝင်ဆွေးနွေးခဲ့ပါတယ်။ဆရာဆရာမတွေရဲ့အခမ်းကဏ္ဍခေါင်းစဉ်နဲ့ဆွေးနွေးပွဲကိုဒီဇင်ဘာလ6ရက်နေ့ကဒီဇင်ဘာလ10ရက်နေ့ထိပြုလုပ်မှာဖြစ်ပြီးမနက်ဖြန်မှာတော့ဒေါက်တာအောင်ထွန်းသက်နဲ့ဒေါက်တာသိန်းလွင်တို့ကပညာရေးပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်တာတွေကိုဆွေးနွေးဟောပြောကြမယ်လို့သိရပါတယ်ရှင်။1988ဒီမိုကရေစီရေးလူထုအုံကြွမှုဖြစ်ပွားပြီးတဲ့နောက်18နှစ်ကြာပိတ်ထားခဲ့တဲ့ရန်ကုန်တက္ကသိုလ်ဘွဲ့ကြိုသင်တန်းတွေကိုဒီဇင်ဘာလ9ရက်မနေ့ကပြန်လည်ဖွင့်လှစ်ခဲ့ပြီးအထူးပြုဘာသာရပ်အမျိုးအစား20အပြင်နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုပါထည့်သွင်းသင်ကြားနေတယ်လို့သိရပါတယ်။အရင်တုန်းကအထူးပြုဘာသာရပ်တစ်ခုကိုကျောင်းသားဦးရေ15ယောက်နှုန်းသာခွင့်ပြုမယ်လို့သတ်မှတ်ထားခဲ့ပေမဲ့နိုဝင်ဘာလ22ရက်နေ့မှာဘာသာရပ်တစ်ခုကိုကျောင်းသား90အထိလက်ခံမယ်လို့ပညာရေးဝန်ကြီးဌာနကပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။အခုလိုပြင်ဆင်လိုက်တဲ့အတွက်နောက်ထပ်ကျောင်းဝင်ခွင့်လျှောက်ထားသူတွေရှိနေပြီးလက်ရှိကျောင်းတက်နေတဲ့ကျောင်းသားဦးရေကိုအတိအကျမသိရသေးပါဘူး။ဒီဇင်ဘာလ16ရက်နေ့အထိကျောင်းသားတွေကိုကျောင်းအပ်လက်ခံသွားမယ်လို့လည်းသိရပါတယ်။ရန်ကုန်တက္ကသိုလ်မှာ1988ခုနှစ်နောက်ပိုင်းပထမနှစ်ကနေနောက်ဆုံးနှစ်အထိအတန်းတွေကိုပိတ်ထားခဲ့ပေမဲ့1999ခုနှစ်မှာတော့ဘွဲ့လွန်တင်နန်းမဟာဘွဲ့နဲ့ဒေါက်တာဘွဲ့ကျောင်းသားတွေကိုသာတက်ရောက်ဖို့ခွင့်ပြုခဲ့ပြီးအပြင်လူဝင်ထွက်ခွင့်ကိုတားမြစ်ခဲ့ပါတယ်။ ICRC ခေါ်အပြည်ပြည်ဆိုင်ရာကြက်ချင်နေအဖွဲ့ဟာရှေ့လာမယ့်2014ခုနှစ်အတွက်လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ရန်ပုံငွေအမေရိကန်ဒေါ်လာတန်ပေါင်း1300လိုအပ်နေတယ်လို့သိရပါတယ်။စစ်မဲ့ဖြစ်ပွားနေတဲ့ဒေသတွေမှာအခြေအနေတွေပိုပြီးဆိုးဝါးလာနေတဲ့အပြင်မြန်မာနိုင်ငံမှာအရင်က ICRC အဖွဲ့ကိုတွားရောက်ခွင့်ပိတ်ပင်ထားတဲ့နေရာတွေကိုအခုတခါတွားရောက်ကူညီခွင့်ရရှိပြီဖြစ်တဲ့အတွက်အခုလိုဘတ်ဂျက်ပိုပြီးလိုအပ်လာတာလို့ဆိုပါတယ်။ဒါဟာတက်တန်းနှစ်150ရှိပြီဖြစ်တဲ့ ICRC အဖွဲ့အတွက်အများဆုံးဘတ်ဂျက်လိုငွေဖြစ်တယ်လို့ ICRC အဖွဲ့ဥက္ကဋ္ဌပီတာမိုရာကပြောပါတယ်။ကမ္ဘာတဝန်းကစစ်မှတ်ဖြစ်ပွားနေတဲ့နေရာတွေအကြမ်းဖက်မှုဖြစ်ပွားနေတဲ့နေရာတွေမှာအရေးပေါ်အကူအညီလိုအပ်နေသူတွေမရေတွက်နိုင်လောက်အောင်များပြားနေတဲ့အတွက် ICRC အနေနဲ့ဒီလူတွေရဲ့အခြေခံလိုအပ်ချက်တွေကိုကူညီဆောင်ရွက်ပေးဖို့ရည်မှန်းထားတယ်လို့လည်းသူကပြောပါတယ်။
အထူးသဖြင့်လာမယ့်2014ခုနှစ်အတွက်ဆီးရီးယားနိုင်ငံကဒုက္ခသည်တွေကိုပေးမဲ့အကူအညီဟာအများဆုံးဖြစ်တယ်လို့ဆိုပါတယ်2011ခုနှစ်ကစပြီးပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ဆီးရီးယားနိုင်ငံမှာလူပေါင်း3,200,000ကျော်တည်ဆုံခဲ့ပြီးလူပေါင်း9,000,000နီးပါးအိုးမဲ့အိမ်မဲ့ဖြစ်နေကြတယ်လို့လည်းသိရပါတယ်ရှင်ဒီညအတွက်သတင်းကဏ္ဍကိုဒီမျှနဲ့ရနာဝင်ပြုပါရှင် RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00 နာရီခွဲကနေ9:00 နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရရှင်RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုဆက်လက်ပြီးသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်မှာပါရှင်ပြောင်းလဲမှုမြန်ဆန်တဲ့လူမှုအဖွဲ့အစည်းအတွင်းကအမျိုးသမီးများအမည်နဲ့အမျိုးသမီးညီလာခံတစ်ခုကိုရန်ကုန်မြို့ချက်ထရီယန်ဟိုတယ်မှာဒီနေ့စတင်ကျင်းပနေရမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ် RFA ဝိုင်းတော်သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ရှင်ရန်ကုန်ချက်ထရီယန်ဟိုတယ်မှာကျင်းပတဲ့အမျိုးသမီးရေးရာဆွေးနွေးပွဲပြီးဒီကနေ့ညနေပိုင်းမှာပဲမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာပြည်တွင်းပြည်ပသတင်းမီဒီယာနဲ့တွေ့ဆုံပြီးသတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပခဲ့ပါတယ်။ဒီခမ်းနားကိုပြည်တွင်းပြည်ပသတင်းမီဒီယာတွေနဲ့အတူဥရောပပါလီမန်သမဂ္ဂအမတ်များအဖွဲ့ကိုယ်စားလှယ်တချို့လည်းတက်ရောက်တာတွေ့ရပါတယ်။သတင်းတောက်တွေရဲ့မေးမြန်းတာတွေကိုဖြေကြားရမှာဒေါအောင်ဆန်းစုကြည်က When we talk about responsible investment, we mean responsible politically, socially, economically. Soမြန်မာနိုင်ငံမှာယင်းနှိမ့်မြုပ်နှံရာမှာစီးပွားရေးလူမှုရေးနိုင်ငံရေးအရာတာဝန်ယူမှုရှိယင်းနှိမ့်မြုပ်နှံစေလိုတဲ့အကြောင်းဒီနေရာမှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍကိုပါထည့်တွက်စေလိုတဲ့အကြောင်းဖြေကြားခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စကအမျိုးသမီးတွေရဲ့အရေးချင်းကိစ္စမဟုတ်ဘဲအမျိုးသမီးတွေအနေနဲ့တန်းတူခွင့်ရေးမရတဲ့ပြဿနာပါပဲလို့လည်းဖြေကြားခဲ့ပါတယ်။ Our Burmese women are well qualified. It's not for lack of qualification, but because of lack of equal opportunity that we do not have enough women in positions of လူပြူလူမဲအသားရောင်ခွဲခြားမှုကိုတိုက်ဖြတ်ဆန့်ကျင်ရင်းနဲ့နောက်ပိုင်းမှာသမ္မတဖြစ်လာခဲ့သူ one particular instance in the way in which Nelson Mandela raised the standard of humanity simply by his belief in the fact that he was the equal of any other man in the world, white, black, brown or green if it exists. Nelson Mandela ဟာအသားရောင်ခွဲခြားမှုတိုက်ဖြတ်ရေးတန်းတူညီမျှရေးအတွက်ဥဆောင်ကြိုးပမ်းခဲ့သူဖြစ်တဲ့အကြောင်းဒါအပြင်မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့နိုင်ငံသားတွေဖြစ်ပေါ်လာရေးဒီကိစ္စတွေအရေးပါပုံကို Mr. Mandela ပြောကြားခဲ့တဲ့နဲ့ကိုးကားပြီးဖြေကြားခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကသူ့အနေနဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ခေါင်းဆောင်တစ်ခုအနေနဲ့နိုင်ငံရေးလောကတွေကိုရောက်ရှိလာတာဖြစ်ပြီးအများပြောဆိုနေကြတဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေး icon တစ်ခုမဟုတ်တဲ့အကြောင်းသူလည်းသူ့အနေနဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ခေါင်းဆောင်အတိုက်ခံနိုင်ငံရေးပါတီတစ်ခုကိုဥဆောင်နေသူနိုင်ငံရေးသမားတူသာဖြစ်တဲ့အကြောင်းဒေါအောင်ဆန်းစုကြည်ကဖြေကြားခဲ့ပါတယ် That I started out as the leader of a political party. I cannot think of anything more political than that. An icon doesn't found a political party. ဒီကနေ့ချက်ထရီယန်မှာပြုလုပ်တဲ့ဒေါအောင်ဆန်းစုကြည်သတင်းစာရှင်းလင်းပွဲဟာမိနစ်20မြကြာမြင့်ခဲ့ပါတယ်ခင်ဗျာRFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်လက်ကြည့်ရှုနေရပါရှင်။ရခိုင်ပြည်နယ်စစ်တွေမြို့မှာပြည်နယ်ကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဦးစီးဌာနနဲ့နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီးတဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးရမှုလျော့ပါရေးဆိုင်ရာအလို့ယုံဆွေးနွေးပွဲတစ်ခုကိုဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ဒီအကြောင်း RFA သတင်းတောက်ကိုကျော်ထွန်းနိုင်ကတင်ပြထားပါတယ်ရှင်။ရခိုင်ပြည်နယ်ကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဦးစီးဌာနနဲ့နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်းတွေဖြစ်တဲ့ကုလသမဂ္ဂမြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် UN Habitat အဖွဲ့အပါအဝင်နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်းအချို့ကဦးဆောင်ပြီးတဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးအလုံးစုံဆွေးနွေးပွဲတစ်ခုကိုစစ်တွေမြို့ဟိုတယ်မှာဒီကနေ့ကျင်းပခဲ့ပါတယ်။ရခိုင်ပြည်နယ်အတွင်းတဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုရုံနဲ့ကြာဆင်းရေးအတွက်ရည်ရွယ်ပြီးဒီအလုံးစုံဆွေးနွေးပွဲကိုကျင်းပရတာဖြစ်တယ်လို့ရခိုင်ပြည်နယ်ကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးချွန်ဟဲရဲကဒီကနေ့အခမ်းအနားမှာပြောကြားခဲ့ပါတယ်။
ပြန်လည်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ကြောကြခြင်းအတွက်ရခိုင်ပြည်နယ်ဥစားပေးမှုကိုအကောင့်နဲ့ပေါ်ဆွေးနွေးပေါ်ထုတ်ရဖြစ်ပါတယ်အဓိကကတော့ကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာတော့ထိခိုက်ဆုံးရှုံးမှုရှိတဲ့ဆိုတာသိရှိပြီးတော့ဒီတော့ဘောပေးတဲ့ရောပိုင်းလုပ်ငန်းတွေကိုပုံမှန်အနေနဲ့ပြီးတော့ဥစားပေးရတွေ့ဆိုပြီးတော့ရည်ရွယ်ပြီးတော့ဒီလောလောဆယ်ပြီးဆောင်ရွက်ခြင်းဒါအပြင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်ကလည်းတဘာဝဘေးအန္တရာယ်ကိုတားဆီးလို့မရနိုင်ပေမဲ့ဘေးအန္တရာယ်နဲ့မရင်ဆိုင်ရခင်ထိခိုက်ပျက်စီးမှုတွေနေနိုင်သမျှနဲ့အောင်ကြိုတင်ပြင်ဆင်ထားရေးဟာအဓိကကျတယ်လို့အခမ်းအနားအဖွဲ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။တဘာဝဘေးဆိုတာမဖြစ်အောင်တားဆီးလို့ရမယ်ထိခိုက်ပျက်စီးမှုတွေရောအောင်တော့ဆောင်ရွက်လို့ရတယ်။ဘေးအန္တရာယ်ဖြစ်လာရင်ထိခိုက်ပျက်စီးမှုတွေလုံးဝအောင်ဆောင်ရွက်တဲ့ဥပဒေဒီလည်းတော့ကြိုတင်ပြင်ဆင်မှုတွေဖြစ်ပါတယ်1992ခုနှစ်ကနေ2012ခုနှစ်ကာလအထိနှစ်ပေါင်း20အတွင်းလေးလာသုတေသနပြုချက်တွေအရတဘာဝဘေးအန္တရာယ်ကြောင့်လူအသေးပြောက်အများဆုံးဖြစ်ခဲ့တဲ့နိုင်ငံ10ခုစင်းမှာမြန်မာနိုင်ငံဟာတတိယနေရာမှာရှိနေကြောင်းကုလသမဂ္ဂမြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် UN Habitat အဖွဲ့ကစီမံကိန်းအင်ဂျင်နီယာဒေါက်တာကျော်သူကဆိုပါတယ်အဲ့လူအသေးပြောက်တဲ့မှာ20ထဲမှာအများဆုံးကဒီဒုတိယအင်ဒိုနီးရှားအချင်းချင်းဖြစ်ပြီးတော့ကျွန်တော်တို့မြန်မာတတိယလိုက်မှာတွေ့ပါဒါကတော့ဘာလို့လဲဆိုတော့နာကစ်2008မှာနာကစ်မှာဖြစ်လိုက်တဲ့ကျွန်တော်တို့ကသိန်း3000ကျော်သိန်း4000နီးပါးလူအသေးပြောက်ဖြစ်ခဲ့ပါဆိုတော့ကျွန်တော်တို့ကဒီ20ထဲမှာလူအသေးပြောက်များဆုံးတဲ့မြန်မာတတိယဖြစ်နေတာတွေ့ရတယ်တဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက်ပြီးခဲ့တဲ့ဇူလိုင်လကအတည်ပြုပြဋ္ဌာန်းခဲ့တဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေမှာဒေသဆိုင်ရာအစိုးရနဲ့ရရွာလူထုပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့အချက်ထည့်သွင်းပြဋ္ဌာန်းထားတဲ့အတွက်လက်တလောအခြေအနေမှာစီမံဥပဒေတွေရေးဆွဲပြီးပြည်내နဲ့တိုင်းဒေသကြီးတွေကအပြည့်ဆောင်ရွက်နေတယ်လို့လည်းကုလသမဂ္ဂမြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် UN Habitat အဖွဲ့တာဝန်ရှိသူတွေကဆိုပါတယ်သူနှစ်ပွဲတွေကနေရရှိလာတဲ့အချက်တွေကိုအစီရင်ခံစာရေးသားပြီးမြန်မာနိုင်ငံတွင်းတဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်မှုလျှော့ချရေးအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ UN Habitat အဖွဲ့ကစီမံကိန်းအင်ဂျင်နီယာဒေါက်တာကျော်သူက RFA ကိုပြောပါတယ်ကျွန်တော်တို့ကမတူညီတဲ့ကျွန်တော်တို့ဒီ local priority တွေ regional state priority တွေကျွန်တော်တို့ compilation လုပ်ပြီးတော့report လုပ်လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်နှစ်တွေမှာ2014 15 16နှစ်မှာကျွန်တော်တို့ဆက်လုပ်လို့ရမလဲပေါ့နော်ကျွန်တော်တို့လုပ်ချင်တာလုပ်နေတဲ့အပိုင်းမျိုးမဟုတ်ဘဲနဲ့တကယ်ပြည်내တိုင်းဒေသကြီးမှာတကယ်လိုအပ်နေတဲ့ဟာကိုပြည်내တိုင်းဒေသကြီးမှာရှိတဲ့အစိုးရဝန်ထမ်းတွေ UNINGO community တွေကိုကျွန်တော်တို့ engage လုပ်ပြီးတော့အဲ့ဒီဟာထဲမှာကျွန်တော်တို့ program တွေ plan တွေနောက်ရှေ့ဆက်ပြီးတော့လုပ်ဖို့ဖြစ်ပါတယ်ဒီကနေ့အလုံးရောသုံးနှစ်ပွဲကိုနိုင်ငံတကာလူမှုအဖွဲ့အစည်းတွေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေလည်းတက်ရောက်ဆွေးနွေးခဲ့ပါတယ်။ဒါအပြင်ဒီနေ့ကျင်းပပြုလုပ်တဲ့တဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုရောပါရေးအလုံးရောသုံးနှစ်ပွဲကိုကချင်ပြည်နယ်၊ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊မန္တလေးတိုင်းစတဲ့ပြည်နယ်တွေနဲ့တိုင်းဒေသကြီး10ခုမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးဒီကနေ့ရခိုင်ပြည်နယ်မှာကျင်းပတဲ့အလုံးရောသုံးနှစ်ပွဲဟာ17ကြိမ်မြောက်သုံးနှစ်ပွဲဖြစ်ပါတယ်။ဒါအပြင်ကြန့်ရှိနေသေးတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်3ခုမှာလည်းအခုလိုတဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ရေးရောပါရေးအလုံးရောသုံးနှစ်ပွဲတွေကိုဆက်လက်ကျင်းပသွားဖို့ရှိရဲလို့လည်းသိရပါတယ်ခင်ဗျာ RFA သတင်းတောက်ကိုကျော်ထွန်းနိုင်တင်ပြသွားတာပါရှင်အခုဆက်ပြီးအပတ်စဉ်တောက်ကြနေတိုင်းတင်ဆက်နေတဲ့မှတ်သားသားစကားများအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါ RFA ဝိုင်းတော်သားကိုကျော်မင်းထွန်းကစီစဉ်တင်ဆက်ထားပါတယ်မင်္ဂလာပါခင်ဗျာအရက်ခေါ်ကြီးလေးကြီးတွေ့ဆုံရေးလေးပွင့်ဆိုင်တွေ့ဆုံရေးလို့လူသိများတဲ့သမရကာကွယ်ရေးဦးစီးချုပ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ဒေါ်အောင်ဆန်းစုကြည်တို့၄ဦးတွေ့ဆုံဆွေးနွေးရေးပေါ်သမရရုံးကတုံ့ပြန်ချက်ဟာအစိုးရအနေနဲ့ဆန္ဒမရှိလို့သာဖြစ်တယ်လို့ဒေါ်အောင်ဆန်းစုကြည်ကဝေဖန်ပြောကြားလိုက်ပါတယ်။အော်စတြေးလျနိုင်ငံခီးစဉ်နောက်ဆုံးရက်ဖြစ်တဲ့ဒီဇင်ဘာ1ရက်နေ့ကမဲဘုံမြို့မြန်မာမိသားစုတွေနဲ့တွေ့ဆုံပွဲမှာဒေါ်အောင်ဆန်းစုကြည်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့တော့သမရရုံးကတုံ့ပြန်တာဒီလိုဆွေးနွေးဖို့ဆိုလို့ရှိရင်ပေါ့နော်မသိတော့ဘူးနံပါတ်1ကပါလဲဆိုတော့ပါတီက58ပါတီရှိတယ်တပါတီရဲ့ခေါင်းဆောင်တွေတွေ့တယ်ဆိုလို့ရှိရင်ဒါမသိတော့ဘူးလို့ပြောတယ်နောက်ဒုတိယကပါလဲဆိုတော့ဒီကပေါ့နော်ဒီလွှတ်တော်ထဲမှာဒီလွှတ်တော်ကော်မတီကဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်ပြုပြင်ပြောင်းလဲတဲ့ပတ်သက်လို့သုံးသပ်နေတဲ့အချိန်မှာဆိုရင်ဒီလာလွှတ်တော်ကိုကြော်ပြီးတော့မလုပ်ခဲ့ဘူး။ January ကုန်ပြီးတော့သူတို့ရဲ့အစီအစဉ်ကတင်ပြတဲ့အချိန်စောင့်တယ်လေဒါဟာမတွေ့ဘူးလို့ညင်းတာတော့မဟုတ်ပါဘူးဆိုတော့အဲ့လိုပြောပါတယ်။ကျွန်မပြောချင်တာတွေးကြည့်လို့ရှိရင်တော့တွေးကြည့်စရာအကြောင်းကြီးပဲမတွေးကြည့်ရင်တော့မတွေးကြည့်စရာအကြောင်းကြီးပဲလို့ပြောတယ်တစ်ဆက်တည်းမှာလည်းလေးပွင့်ဆိုင်တွေ့ဆုံရေးအပေါ်သမရဦးသိန်းစိန်ရဲ့သဘောထားမှတ်ချက်နဲ့ပတ်သက်လို့ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကဝေဖန်ချက်ပေါ်သမရကတွေ့ဆုံရေးညင်းပယ်တာမဟုတ်တဲ့အကြောင်းဒီဇင်ဘာ3ရက်နေ့ကသမရရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်ကတုံ့ပြန်ပြောကြားခဲ့ပါတယ်တွေ့ဆုံဆွေးနွေးအခြေခံဥပဒေဟာအရေးကြီးတဲ့ကိစ္စဖြစ်တယ်ပြီးတော့
ဒါကိုပြည်တော်စုလွှတ်တော်မှာရှိတဲ့ကော်မတီကလည်းဆောင်ရွက်နေတဲ့ကိစ္စဖြစ်တယ်ဒါမှမဟုတ်အခုချိန်မှာကျွန်တော်တို့ကဒီ၄ယောက်တည်းကပေါ့နော်သူတို့ပြောတဲ့သူတို့သုံးနေဆို၄ပွင့်ဆိုင်ကတွေးဆုံပြီးတော့မှဒါတွေတော့သဘောတူတယ်ဒါတွေဒီလိုလုပ်ကြမယ်လို့ပြောလို့ရှိရင်ဟိုဘက်မှာတကယ်တာဝန်ရှိတဲ့ပြည်တော်စုလွှတ်တော်ကော်မတီနောက်တကယ်ကိုယ်တိုင်မဲပေးပြီးတော့မဲခွဲဆုံးဖြတ်မယ်ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်တွေပေါ်မှာဖိအားပေးသလိုမျိုးသူတို့ရဲ့အမြင်နဲ့ကွဲလွဲတာမျိုးကျွန်တော်မဖြစ်စေချင်ပါဘူးတွဲဆောင်ဆွေးနွေးရေးကိုကျွန်တော်တို့ညှင်းပယ်တာမဟုတ်ပါဘူးတစ်ချိန်တည်းမှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ဒေါအောင်ဆန်းစုကြည်ကသမ္မတဦးသိန်းစိန်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပြည်တော်စုလွှတ်တော်နာယကသူတော်ဦးရှင်မနဲ့တွဲဆုံဆွေးနွေးဖို့တောင်းဆိုချက်ဟာပါတီတစ်ခုတည်းရဲ့တောင်းဆိုချက်ဖြစ်တာကြောင့်ပါတီစုံစနစ်ကိုလက်ခံသူတွေအကြားအထင်အမြင်လွဲစရာရှိနိုင်တယ်လို့ပြည်တော်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးထေးဦးကပြောလိုက်ပါတယ်ဒီဇင်ဘာ4ရက်နေ့က RFA မေးမြန်းခန်းမှာဦးထေးဦးကအခုလိုဖြေခဲ့တာပါကျွန်တော်ဒီမှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေကြီးလေးကြီးဆိုတဲ့ဥစ္စာဘယ်လိုကြီးသလဲတော့ကျွန်တော်မပြောတတ်ဘူးနော်ပါတီစုံစနစ်ဖြစ်တဲ့အတွက်ပါတီအလုံးဆိုရင်တော့လည်းမဆိုးဘူးပေါ့နော်တို့လည်းပဲဒီထက်ကနေပြီးတော့မှနော်ဒီထက်ကနေပြီးတော့မှတပါတီတဲ့အနေနဲ့သွားပြီးဆွေးနွေးမယ်ဆိုလို့ရှိရင်လည်းကျန်တဲ့ပါတီသဘောထားလည်းပဲပါတီစုံစနစ်ကိုလက်ခံတဲ့လူတွေကတော့လည်းတမျိုးမြင်မှာပေါ့နော်ဒီလိုပဲကျွန်တော်ပြောလို့ပါတယ်ကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌဦးထေးဦးပြောသွားတာဖြစ်ပါတယ်ခင်ဗျာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာစီးပွားရေးအနှိမ့်ကျဆုံးဖြစ်နေတာဟာအနှစ်20ကျော်ကြာစီးပွားရေးပိတ်ဆို့မှုတန်ခံခဲ့ရတဲ့အတွက်ဖြစ်ပါတယ်လို့သမ္မတဦးသိန်းစိန်ကပြောလိုက်ပါတယ်ဖိလစ်ပိုင်သမ္မတနန်းတော်မှာနိုဝင်ဘာ9ရက်ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာဦးသိန်းစိန်ကအခုလိုပြောခဲ့တာပါအဲ့တော့အာဆီယံနိုင်ငံတွေထဲမှာကျွန်တော်တို့မြန်မာနိုင်ငံဟာဖွံ့ဖြိုးမှုအဖက်ဖက်ကနေပြီးတော့နောက်ကျနေတဲ့နိုင်ငံကျွန်တော်တို့ဖြစ်ပါတယ်အဓိကအကြောင်းရင်းကလည်းကျွန်တော်တို့နှစ်ပေါင်း20ကျော်လောက်စီးပွားရေးပိတ်ဆို့မှုတန်ခံထားခဲ့ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါမှမဟုတ်ဒီစီးပွားရေးပညာရေးကျန်းမာရေးလူစွမ်းမြင့်တင်ရေးကိစ္စတွေမှာကျွန်တော်တို့နဲ့အတူပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့သမ္မတကြီးကိုလည်းကျွန်တော်အနေနဲ့မြစ်တာရက်ခံခဲ့ပါတယ်ဒါတော့သမ္မတဦးသိန်းစိန်ပြောသွားတာပါအခုတစ်ပတ်ထူးထူးခြားခြားမှတ်သားမိတဲ့စကားတွေလည်းဆက်ပြီးတော့တင်ပြလိုပါတယ်မြန်မာနိုင်ငံကိုချစ်တဲ့အစ္စလာမ်ဘာသာဝင်တွေကိုအကာအကွယ်ပေးသွားမှာဖြစ်ပြီးတော့မြန်မာနိုင်ငံကိုအစ္စလာမစ်နိုင်ငံထူထောင်ရေးကြိုးပမ်းနေသူတွေကိုတော့ဓမ္မနီးနဲ့ဥပဒေနီးနဲ့ဆန့်ကျင်သွားမယ်လို့အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးဦးဆောင်လှုပ်ရှားနေသူတူဖြစ်တဲ့မစိုးရင်တိုက်တဲ့ဆရာတော်ဦးဝီရသူကပြောလိုက်ပါတယ်ဒီဇင်ဘာ3ရက်နေ့ကအစ္စလာမ်ဘာသာရေးခေါင်းဆောင်တူဖြစ်တဲ့ဒိုင်းမွန်ဦးရွှေကြည်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဟောပြောအပြီးဦးဝီရသူကအခုလိုမှတ်ချက်ပေးပြောခဲ့တာဖြစ်ပါတယ်မြန်မာပြည်မှာနေထိုင်ပြီးမြန်မာပြည်ကိုချစ်တော်မွတ်စလင်ကိုမိတ်ဆွေကောင်းအဖြစ်ကာကွယ်ပေးမယ်။တိုင်းတော်ဘာကိုချစ်တော်မွတ်စလင်ကိုမိတ်ဆွေဖြစ်လာအောင်ဖြည့်ရုံမယ်။မြန်မာပြည်ကိုအစ္စလာမစ်နိုင်ငံထူထောင်မှုတည်စီနေသောမွတ်စလင်တွေအန်တရယ်ကိုတော့ဓမ္မဝိနည်းနဲ့ဥပဒေပေါင်းတွေကနေပြီးတော့ဆောင်ရွက်သွားမယ်။ကတိပြုတာဥစဉ်ဘက်ကပေါ့နော်။ဒိုင်းမွန်ရွှေချိုဘက်ကတော့မြန်မာပြည်သူလူထုတွေနဲ့တားသာတာဖြစ်အောင်နေနိုင်ရေးအတွက်အစ္စလာမ်သာသနာအဖွဲ့တာဝန်ယူဆောင်ရွက်တဲ့အကြောင်းပြည်သိမ်းစီမံချက်လို့နာမည်ပေးထားတဲ့မိဗျူဟာတွေကိုကန့်ကွက်ရှုတ်ချတဲ့အကြောင်းကိုလက်မှတ်ထိုးရပါတပ်မတော်ဟာပြည်ထောင်စုသားတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုတပ်မတော်ဖြစ်တယ်လို့ဒီဇင်ဘာ3ရက်ကမြန်မာတပ်မတော်အကြီးအကဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကရခိုင်ပြည်နယ်ခီးစဉ်မှာပြောလိုက်ပါတယ်။ဒါဟာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကပြောကြားလာမှုတွေထွက်ပေါ်ပြီးရက်ပိုင်းအတွင်းမြန်မာစစ်တပ်အကြီးအကဲကအခုလိုပြောလိုက်တာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံရေးအခင်းကျင်းကိုပြတ်ပြတ်သားသားကြည့်ဖို့လိုတဲ့အကြောင်း2012နဲ့2013မြန်မာနိုင်ငံရဲ့ဘာသာရေးလူမျိုးရေးနဲ့နိုင်ငံရေးတင်းမာမှုတွေဟာ2012ကြားပြရွေးကောက်ပွဲပြီးဆက်တိုက်ဖြစ်ပေါ်လာတာဖြစ်သလိုစီမံခန့်ခွဲမှုညံ့ဖျင်းပြီးအားရိလိုက်စားမှုများတဲ့သူတွေကြောင့်ပြည်သူအများမျှော်လင့်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်တို့စခဲ့တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းဟာလက်တွေ့ဖြစ်မလာပဲပျက်စီးခဲ့ရတယ်လို့11 Media အဖွဲ့အကြီးအကဲဒေါက်တာတန်းထွဋ်အောင်ကပြောလိုက်ပါတယ်။ဒီဇင်ဘာ4ရက်က11 Digital Media ဖွင့်ပွဲမှာဒေါက်တာတန်းထွဋ်အောင်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။စစ်ဗိုလ်ချုပ်တင်အားလုံးထဲမှာအရိုးသားဆုံးနဲ့အကင်းရှင်းဆုံးဖြစ်တဲ့ဦးသိန်းစိန်သမ္မတဖြစ်လာတဲ့အခါမှာကျွန်တော်တို့အနေနဲ့မျှော်လင့်ချက်တွေအများကြီးရှိလာတယ်။သမ္မတဦးသိန်းစိန်နဲ့နိုင်ငံရဲ့လူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်တို့ရဲ့နှစ်ယောက်အောင်မှာကျွန်တော်တို့နိုင်ငံဟာအများကြီးရှေ့ကိုလှိမ့်လှိမ့်များများရောက်ရှိလာမယ်။နိုင်ငံတကာလေးစားယုံကြည်လောက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့လိမ့်မယ်လို့ကျွန်တော်အများကြီးယူဆယုံကြည်မျှော်လင့်ခဲ့ပြီးပါတယ်။ဒါပေမဲ့နောက်ထပ်တစ်နှစ်ကျော်နှစ်နှစ်ကြာမှာကျွန်တော်မျှော်လင့်ချက်တွေတစားစီပြိုကွဲလာခဲ့ပါတယ်ဒီအခြေအနေတွေကိုစတင်ဖြစ်ပေါ်ခဲ့တဲ့အကြောင်းရင်းကတော့2012ကြားပြရွေးကောက်ပွဲမှာဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ landslide 44နေရာမှာ43နေရာအနိုင်ရရှိပြီးတဲ့နောက်မှာဒီပြဿနာတွေဖြစ်ပေါ်ခဲ့ရပါတယ်ဒီပြဿနာတွေဖြစ်ပေါ်ခဲ့ရတဲ့အကြောင်းရင်းနောက်ွယ်ဟာဒါဟာဘာကြောင့်လဲဆိုတာလူတွေအားလုံးသိကြမှာပါရခိုင်ပြည်နယ်လူသက်ပေါင်းများစွာတည်ကြခဲ့တဲ့ရခိုင်ပြည်နယ်ရေးခင်း
ဗမာလူမျိုးတွေနဲ့ဗုဒ္ဓဘာသာကိုအရှက်ရစေခဲ့တဲ့မိထီလာအရေးခင်းပေါင်းများစွာလက်ပတောင်းတောင်ရေးခင်းစီပပရိပက္ခပေါင်းများစွာနဲ့အတူကျွန်တော်တို့နိုင်ငံမှာတိုင်းပြည်ကဆင်းရဲပို့နဲ့လာလက်တဆုပ်စာလူတစုဘွားနဲ့လက်တဆုပ်စာလက်တစ်ဖက်စာလူတစုကြီးပွားရေးဖြစ်တဲ့အခါမှာတိုင်းပြည်ကလူငယ်ဆင်းရဲသားတွေပို့ဆင်းရဲတွေနဲ့လာညှို့နှိမ့်ချက်တွေပို့ကင်းမဲ့လာလူငယ်လူဘွားပို့ပြီးတော့ဆိုးရတာခဲ့ကြတယ်ဒါတွေကလုံးဝညှင်းစရာမရှိတဲ့အချက်ပဲဖြစ်ပါတယ်အပြောင်းလဲတွေလုပ်တယ်အပြောင်းလဲတွေလုပ်တယ်ဗမာအောင်မြင်တယ်လေမအောင်မြင်မှုတွေရဲ့နောက်ွယ်မှာဘာတွေရှိတယ်လဲအဓိကကတော့အမှန်တကယ်ဆိုရင်တော့ခေါင်းဆောင်နဲ့ခေါင်းဆောင်မှာပဲတာဝန်ရှိတာပါပဲအာဏာကိုဆက်လက်လုပ်ကင်နေတဲ့လူတွေအာဏာရှိတဲ့သူတွေနဲ့မိမိတို့ရဲ့အကျိုးစီးပွားအတွက်ဂျားကနေပွဲစားလုပ်ချင်တဲ့တတိယအုပ်စုတွေဟာဒီကိစ္စမှာအဓိကတာဝန်ရှိတဲ့သူတွေဖြစ်ပါတယ်အခုတော့မမသားစကားများစီစဉ်ရတော့ပါတယ်ခင်ဗျာကြည့်ရှုနားဆင်ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ပဲခူးတိုင်းစစ်တောင်းမြစ်ဝမ်းမှာအုပ်စုဖွဲ့ငါးဖမ်းကြတဲ့တန်ငါတွေဟာရာသီဥတုဆိုးရတဲ့အတွက်အခုအခါမွန်ပြည်နယ်တန်လွင်မြို့ဝကိုပြောင်းရွှေ့လုပ်ကိုင်နေကြရပါတယ်။ဒီအကြောင်း RFA သတင်းတောက်ကိုကျော်လွင်ဦးကတင်ဆက်ထားပါတယ်ရှင်။ဘောမြို့နယ်စစ်တောင်းမြစ်ဝမှာငါးဖမ်းလုပ်ကိုင်စားတော့ကြတဲ့တန်ငါတွေဟာသတင်းကျွတ်ချိန်မှာစစ်တောင်းမြစ်ဝမှာလိုင်းလီထန်တာကြောင့်အန်ဒီရများလုံးနဲ့အတွက်မိသားစုလိုက်တန်လွင်မြစ်ဖက်မှာရွှေ့ပြောင်းလုပ်ကိုင်စားတော့ကြပါတယ်။အဲ့ဒီမင်းစင်းကိုအမိပြုပြီးတန်ငါလောက်ကင်စားတော့ကြသူတွေဟာအခုချိန်မှာတန်လွင်ကိုအမိပြုကြပါတယ်။တန်လွင်မြစ်ထဲမော်လမြိုင်အနီးတစ်ဝိုက်မှာဘလူးကျွန်းကအကာအကွယ်ပေးထားတဲ့အတွက်မော်လမြိုင်ချောင်းစုံနဲ့မူရုံမြို့နယ်ကကြီးရွာကမ်းတစ်လျှောက်မှာပေအစီ90တရာဝန်းကျင်ဖွဲ့ပြီးလောက်ကင်စားတော့ကြတာဖြစ်ပါတယ်။ဒီမြစ်မှာအန်တယ်တော့မရှိဘူး။ကျွန်တော်တို့မြစ်တွေမှာအန်တယ်ရှိတာပေါ့။ဟိုမှာတော့ဒီရိုက်မှာကြောက်တာနဲ့လှိုင်းလေးကြောက်အောင်ကြောက်တယ်။ဒီမြစ်မှာတော့အနေတော့မရှိဘူးကျွန်းတွေများတော့ဒီအခုလိုအရှိတွေတိုက်ရင်ဟိုကျွန်းပေးကပ်ပေါ့အနောက်လေးတိုက်လဲကျွန်းပေးကပ်နေလို့ရတာပေါ့ဒီနေရာမျိုးမှာတော့ဒီလိုပါတော့မရှိဘူးကျွန်တော်တို့စစ်တောင်းမြို့မှာတော့ဒီရှိတယ်လောက်စားကန်ထားလို့မကောင်းဒီဘောက်လာတော့အစင်ပြေတယ်ပေါ့ကိုသားသမီးတွေရှိနေတယ်တိုင်းတာပို့ရှာကိုစီမှာကျတော့သားသမီးနဲ့မခွဲရဘူးတိုက်ပြီးတော့မပို့ရှာဘူးဒီမှာဆိုတော့လည်းပို့ရှာတာပေါ့တလားအောင်မရောက်ဆို2သိန်း3သိန်းလောက်ဆိုတော့ကိုစီမှာဆိုလို့စင်2သိန်း3သိန်းရောက်ကြတယ်လည်းခဲနေတယ်ကိုကလှေလဲတာမကြည့်တော့အောက်လည်းမစင်ကိုရွာနာမှာပဲလို့ပြောပြက်တယ်ဆိုတော့တိုက်ပို့ရှာမှုစီစစ်တောင်းမြစ်မှာကလှိုင်းတွေဒီတွေကြောင့်ငါးဖမ်းပိုက်တွေဆုံးလေရှိပြီးဒီတန်လွင်မြစ်မှာကတော့သမော်ကြီးတွေကြောင့်ပိုက်ဆုံးရှုံးရတယ်လို့တန်ငါတဲ့တူဖြစ်သူမခင်ချိုဆန်းကလည်းပြောပါတယ်။ဟိုဘက်မှာကျတော့ခုလိုလှိုင်းတဲ့ဒီတွေနဲ့ပစ်စားရတာပေါ့နော်။ဒီဘက်မှာကျတော့ဒီတင်မောရံတွေကြောက်ကြတာပေါ့။တင်မောရံတွေဒီတင်မောတိုးရတယ်ဆိုလို့ဆင်နေတယ်အယော်တွေပါမရဘူးလေ။ပိုက်တွေကမကြာခဏဆုံးတာကြောင့်ရတဲ့ငွေနဲ့ပြန်အစားထိုးဝယ်ထည့်ရကြတာကြောင့်ဘဝတွေပြောင်းလဲမှုမရှိဘူးလို့တန်ငါတဲ့ကိုမြင့်အောင်ကလည်းပြောပြပါတယ်။ပိုက်တွေပြက်လို့ပဲလို့ပြက်ထည့်ရတော့အောက်ကတော့မတွေ့ရဘူးလေအကြီးစီအောက်လေးတုံးပါချိတ်တော့စစ်တောင်းနဲ့တန်လွင်မြင်းစင်းကိုအမိပြုပြီးဘဝဝန်တခါအတွက်ရက်တည်နေကြတဲ့ရွှေပြောင်းတန်ငါတဲ့အရေးအတွက်ဟာ900ဝန်းကျင်ရှိပါတယ်စစ်တောင်းမြစ်ထဲမှာတော့တစ်နှစ်ပတ်လုံးနီးပါးများသောအားဖြင့်ငါတလောက်ဖမ်းကြတာဖြစ်ပြီးတန်လွင်ဘက်ကိုတော့သတင်းကြွလာမှတပေါင်းလအထိ9လလောက်လောက်ကင်စားတော့ကြပါတယ်ခင်ဗျာRFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါကျမတို့ RFA လွတ်လပ်တဲ့အာရှအသံရဲ့အသံလွှင့်စီစဉ်တဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင့်လဲဖမ်းယူကြည့်ရှုနားဆင်နိုင်ပါတယ်လိပ်စာကတော့ www.rfa.org/burmese ဖြစ်ပါတယ်ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာပင်ပြီးဆုံးပါပြီရှင်ကြည့်ရှုရတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်